Bad 09နဲ့ Bad 13နဲ့ဘာကွာွားလဲ Bad 09မှာတော့ Bluetooth version 5.4 Bad 13ကြတော့ 6.0 latest version ကိုသုံးပေးထားတယ် 6.0 ကဘာပိုကောင်းွားလဲဆိုရင် battery efficiency တိတိကျကျပိုကောင်းွားတယ် battery စားတာတက်တာတဲ့ပြေမှာ Bad 09ထက် 50 mAh battery ပိုပါတဲ့အတွက်ရှင်လိုက်မယ်ဆိုရင်2ဆနီးပါးလောက်ထိကို Bad 13ကအားပိုခံတယ်ပြီးတော့ latency လည်းပိုကောင်းတယ်ဇက်ကားကြည့်ရပဲဖြစ်ဖြစ် game ဆိုတာပဲဖြစ်ဖြစ်အတန်နောက်ကျတယ်ဆိုတာမရှိသလောက်ပဲ PUBG ဆော့ရလူတွေဆိုရင်ဒီ feature ကအရန်အောင်အသုံးဝင်တယ် ANC ဘိုင်းမှာဆိုရင်လည်း hybrid ANC ကိုသုံးပေးထားတယ်ဘလို့ပို့ပြီးတော့ကောင်းသွားလဲဆိုရင်ရိုးရိုး ANC ကစကားတစ်ခုတည်းနဲ့ 80% လောက်စစ်ထုတ်တာထက် hybrid ANC နဲ့ဆိုရင်စကား3ခုလောက်နဲ့စစ်ထုတ်လိုက်တဲ့အတွက် 95% လောက်ထိ cancellation လုပ်ပေးတယ် ANC ဘိုင်းမှာဆိုရင်လည်း AI call clarity ကိုသုံးပေးထားတယ်ရိုးရိုး ANC တဲ့ဘာပို့ပြီးတော့ကောင်းသွားလဲဆိုရင်ဝင်လာတဲ့အတန်တွေအများကြီးတည်းကမှကိုယ့်အတန်ကိုစစ်ထုတ်ပေးရမျိုးမဟုတ်တော့ဘဲနဲ့အတန်တွေအများကြီးမဝင်မဲနဲ့ကိုယ့်အတန်တစ်ခုတည်းကိုပဲရွေးပြီးတော့ဝင်အောင်လုပ်ပေးထားတယ်။ Bad 13မှာပို့ပြီးတော့ကောင်းတဲ့ feature တစ်ခုက Smart Dual Connection ပါတယ်။ device နှစ်ခုလုံးကိုတစ်ခါတည်းချိတ်ထားလို့ရတဲ့ပုံစံမျိုးကိုက laptop နဲ့လုံးနေရင်ဖုန်းကောတစ်ခုဝင်လာတယ်ဆိုရင် Bluetooth ကိုပြောင်းချိတ်စရာမလိုတော့ဘဲနဲ့ဖုန်းကို auto ချိန်ပေးပါတယ် durability ဘိုင်းမှာဆိုရင်လည်းမိုးစင်တာတို့ချွေးဆိုတာတို့ခံနိုင်အောင် IPX4 ပါတယ်ရေးစိန်ထားလို့တော့မရအောင်ဆိုတော့ Bad 09က ANC လဲပါတယ် ENC လဲပါတယ်အတန်လဲကောင်းတယ်ဒီဇိုင်းဘိုင်းမှာဆိုရင်လည်းပို့ပြီးတော့ aesthetic ဖြစ်တယ်ဈေးလဲတက်တာတယ် daily life တော့သုံးမယ်ကိုယ့်ဘောက်ကိုပေါ့ပေါ့ပါသုံးမယ်ဆိုရင် Bad 09ကလုံလောက်တာထက်ကိုပို့တယ်ဒါပေမဲ့ပို့ပြီးတော့အဆင့်မြင့်တဲ့ upgraded version လိုချင်တယ်ဆိုရင်တော့ Bad 13ကပို့ပြီးတော့ရွေးချယ်ဖို့တင့်တယ်